စောင့်နေရဝါဒီကုတ်တွေကျင်းရပါပြီဝါဒီကုတ်ဆိုတာတော့ကျွန်တော်ဒီမှာပိုးမစိုးနဲ့ဒီလိုစတစ်အိမ်နဲ့တွဲဖို့ပြောပါတယ်ဘာလို့ဆိုရှင်ကျွန်တော်ဒီလိုပုံစံလေးဖွင့်ပြီးဆိုလို့ရှိရင်အလူပွဲတွေမင်္ဂလာပွဲကျွန်တော်ဝါဒီကွာဆွဲတဲ့ပွဲတွေမှာအများဆုံးပြကြတာဖြစ်ပါတယ်ဖျားသွားကြောင်းတက်နဲ့အဆင်ပြေပါတယ်ဒါလေးတွေကကျွန်တော်ကိုယ်တိုင်လုပ်ဖို့အရင်လက်ဆောင်ပဲပေးဖို့အရင်9000ဝါစပြီးတော့ကျွန်တော်တို့ကလက်ကားသိနေပြီပါတယ်ပစိုးကြီးပဲဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့9ခွေးသေးက1500 10ခွေးသေးနဲ့1500ပါရာသေးကြည့်ပါပဲလက်ဆောင်ပြန်ပေးဖို့ပဲဒီကျွန်တော်အလူမှာဝင်ဖို့ပဲဒီကျွန်တော်တို့ဒီပစိုးလေးရတင့်တော်တယ်ပေါ့နော်ကျွန်တော်တို့စတစ်ဆိုလို့ရှိရင်စတစ်ယူနေရပါတယ်ဒီလိုလေးတွဲရနေမှားလို့ရပါတယ်စတစ်လေးတွေကဆယ်လေးခါလေးဒီတောင်းတော့ပဲဖြစ်ပါပဲဗျာဒါလေးတွေကကျွန်တော်တို့ကကြောင်ကျသားလေးဖြစ်ပါတယ်ဟာသက်ကြောင်ကျသားလေးဖြစ်ပါတယ်တတင်လေးဖြစ်ပါတယ်ဗျာနော်ဝေးရနဲ့ဆင်ကြည့်ပါတယ်ဒါလေးကကြောင်ကျသားလေးတွေကိုအေးပါတယ်အင်ဂျင်ကြီးပဲတိကျလို့ကျင်လိုက်ရလို့ပစိုးကြီးပဲတိကျလို့ကျင်လိုက်ရပါတယ်ဒီလိုအိမ်နဲ့ပစိုးတွဲရဆိုလို့ရှိရင်900စာယူ2500ဆိုတဲ့ဈေးတင်ရမယ်ဆယ်လေး2500ဈေးပါပဲရာလေးတိကျရှိပါမယ်ဗျာနော်ကျွန်တော်တို့ဝါဒီကုန်ကြီးတွေကအခုချိန်မှာလုံးဝအသစ်တော်ဆုံးပဲနော်